ခမည်းနမခင်ကြီးကလေစုံတော်တဲ့ပေါ်ဝင်ပြီးကြကောင်းစားရင်ဟောဒီကရန်အောင်မပေါင်းတော့မမေ့နဲ့တော့ဝိတို့ပြောစရာရှိတာတူတူနဲ့လူကြီးပြောစရာလူကြီးကိုပြောရမယ်ဆိုရင်တော့ဒိဋ္ဌိတော်တွင်မှာခမည်းနမကိုကျုပ်ကအပြုတော်တွေးခဲ့တယ်အဲ့ဒါကိုစုပြရတဲ့သဘောကြတော့တကယ်ဗျအဲ့တော့ကျုပ်တည်ပြီးကိုတုံးရဲ့ခင်ဗျားကလူကြီးကိုပြောသိချင်တယ်ကိုဒါကြောင့်မလို့ရွှေနှဲရှင်ရဲ့ဒီလာကဝင်တိုင်းမှာစုပြရတဲ့နောက်ကနေပြီးတော့ခင်ခင်ကြီးကအမြဲတမ်းအပားတော်လက်ရမယ်အပြူတော်အဖြစ်ခဲရလိုက်ပြီဒါကြောင့်မလို့ရွှေနှဲရှင်ကလည်းခင်ခင်ကြီးကိုကြားပါများတော့ရစ်မြေပါများတော့လှဆိုလို့ချစ်ခင်ဆုံးမဲ့သဘောကြတော့မလို့ဟောဒီကကိုခရီးတွေကစီရွှေတော်တွင်းပြီးပါဖြစ်ရမယ်ကိစ္စကိုပြီးလေခမရဘာလို့ဝမ်းနေကြရတော့ဟမ်ရှိနေရှိတာခင်ကြီးတဘောချင်တော်ရောက်မယ်ဟုတ်ကဲ့သူ့လူစံတော့မပါခဲ့ကျွန်တော်မျိုးကိုယ်တိုင်ကရွှေနဲ့ရှင်ရဲ့ရှင်ဝင်တွေကိုပြင်ပြရမယ်။ဒါပေါ့။အဲ့ဒါဝမ်းသာမင်းစားလေးခင်ဗျားမျက်နှာကဘာဖြစ်လို့ဝမ်းနဲ့ပြန်ပြရတာတော့ဟမ်ကိုပြီးနေပြောစမ်းပါဦးဗျာ